အီရန်မှာအင်တာနက်ရဖို့အတွက်လစာရဲ့9ပုံတစ်ပုံကိုပေးနေရပြီလားအီရန်နိုင်ငံမှာတနိုင်ငံလုံးအတိုင်းအတာနဲ့အင်တာနက်ဖြတ်တောက်ခံထားရတာအခုဆိုရင်2လကျော်ရှိသွားပြီဒါကအီရန်နိုင်ငံသမိုင်းမှာအဆိုးရွားဆုံးနဲ့အရှိကြဆုံးအင်တာနက်အမှောင်ကျမှုကြီးဖြစ်ပြီးတော့အွန်လိုင်းကနေပြီးစီးပွားရှာနေရတဲ့တန်ပေါင်းများစွာသောပြည်သူတွေအတွက်တကယ့်ကိုအိမ်မက်ဆိုးကြီးဖြစ်ပါတယ်ဒါပေမဲ့ဒေါသထွက်စရာကောင်းတာကအားလုံးကိုအင်တာနက်ဖြတ်ထားပေမဲ့အစိုးရနဲ့နှီးစပ်တဲ့သူတွေပတ်စံရှိတဲ့လူတွေကတော့အင်တာနက် Pro ဆိုတဲ့အထူးလိုင်းကိုတုံးပြီးတော့အေးအေးဆေးဆေးနေနိုင်တာဖြစ်ပါတယ်ဒီနေ့မှာတော့အီရန်အစိုးရကဒီခွဲခြားဆက်ဆံမှုကအီရန်ပြည်သူတွေကိုဘလောက်တောင်ဒေါသထွက်စေသလဲဆိုတာနဲ့နိုင်ငံရေးအကွဲအပြဲတွေကိုဘလို့စပြီးတော့ဖြစ်စေတယ်ဆိုတာကိုအားလုံးနားလည်လျအောင်ရှင်းပြပေးပါမယ်အင်တာနက်ကိုဘာကြောင့်ဖျက်တောက်ထားလဲအီရန်အစိုးရကနိုင်ငံတွင်းမှာဆန္ဒပြပွဲတွေဖြစ်လာတိုင်းအင်တာနက်ဖျက်တောက်လို့ရှိပါတယ်လက်ရှိအင်တာနက်အမှောင်ကျမှုကြီးကပြီးခဲ့တဲ့ဇန်နဝါရီလ10ရက်အထိအစိုးရဆန္ဒပြပွဲတွေစကတည်းကစတင်ခဲ့တာပါဖေဖော်ဝါရီလမှာနည်းနည်းလေးပြန်ဖွင့်ပေးခဲ့ပေမဲ့ဖေဖော်ဝါရီလ28ရက်နေ့အမေရိကန်နဲ့အစ္စရေးကအီရန်ကိုဝင်တိုက်တဲ့အချိန်မှာတော့လုံးဝကိုပြန်ပြီးတင်းတင်းကြပ်ကြပ်ဖျက်တောက်ထားလိုက်ပါတယ်ဒီလိုဖျက်တောက်ရမှာလေပြည်တွင်းကဒီဘဏ်လုပ်ငန်းတွေအစိုးရဝန်ဆောင်မှုတွေတုံးလို့ရအောင်ပြည်တွင်းက line ကိုပဲဖွင့်ထားပေးပြီးတော့နိုင်ငံတကာနဲ့ဆက်သွယ်လို့ရတဲ့ကမ္ဘာလုံးဆိုင်ရာအင်တာနက်ကိုတော့ပိတ်ထားတာဖြစ်ပါတယ်။ဒီနှစ်လအတွင်းမှာအင်တာနက်မရှိလို့အီရန်ပြည်သူတွေဆုံးရှုံးရတဲ့ဝင်ငွေကအမေရိကန်ဒေါ်လာ1.8ဘီလီယံအလောက်ထိရှိမယ်လို့ခန့်မှန်းထားကြပါတယ်။နှစ်ကတော့အင်တာနက် Pro ဆိုတာဘာလဲဖြစ်ပါတယ်။အဲဒီလိုပြည်သူတွေဒုက္ခရောက်နေချိန်မှာဖေဖော်ဝါရီလဒီစစ်ဖြစ်တဲ့အချိန်ကစပြီးတော့အင်တာနက် Pro ဆိုတဲ့အစီအစဉ်တစ်ခုထွက်လာပါတယ်။ဒီအစီအစဉ်ကို Mobile Communication Company ရော့အီရန်MCI ဆိုတဲ့အဲ့ဒီကုမ္ပဏီကနေပြီးရောင်းချတာဖြစ်ပြီးတော့အဲ့ဒီကုမ္ပဏီကအီရန်တော်လှန်ရေးအဆောင်တက် IRGC နဲ့အလွန်နီးစပ်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ Internet Pro ဆိုတာ VPN ခံစရာမလိုဘဲနဲ့အစိုးရကသတ်မှတ်ပေးထားတဲ့ဒီစင်ကတ်အဖြူတွေကိုတုံးပြီးတော့ကမ္ဘာအင်တာနက်ကိုလွတ်လွတ်လပ်လပ်မြန်မြန်ဆန်ဆန်သုံးဝင်ပေးထားတဲ့စနစ်ဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကဈေးနှုန်းဖြစ်ပါတယ်။ရိုးရိုးအင်တာနက်ကအီရန်မှာဒီတဂစ်ကိုအီရန်ငွေ8000တိုမန်မြန်မာငွေနဲ့ဆို450ကျပ်လောက်ပဲရှိပေမဲ့450ပါအခု Internet Pro ကတော့တစ်နှစ်စာ90 GB ကိုအဲ့ဒါကိုသွင်းကအပါအဝင်ဒီဒေါ်လာ60 2,900,000လောက်အထိကျတဲ့မှာပါအီရန်ပြည်သူဒီတယောက်ရဲ့တာမန်ပြပြလာစာကတိုမန်တန်း20ကနေပြီး35တန်းပဲဝန်းကျင်ပဲရှိတဲ့အတွက်ဒီခုနအင်တာနက်ပလန်ကဒီတိုမန်9တန်းအောင်ရှိနေတဲ့အတွက်ဒါက9ပုံတစ်ပုံလာစာလောက်အထိရှိတာမလို့ပြည်သူတွေလုံးဝမတက်နိုင်တဲ့ဈေးဖြစ်ပါတယ်အပိုင်း3ကတော့ပြည်သူတွေရဲ့ဒီနာကြီးမှုနဲ့ဒေါသဖြစ်ပါတယ်အခုလိုအစိုးရကလူဒန်းစားခွဲခြားလိုက်တဲ့အတွက်ပြည်သူတွေကအကြီးအကျယ်ဒေါသထွက်နေပါတယ်တီဟီရန်မှာရှိတဲ့မြို့ကန်အသက်38နှစ်အရွယ် Faraz ဆိုတဲ့သူကအဒီမရှိတဲ့ဇာကနေပြီး VPN ဘိုးကိုဒေါ်လာ13ဒေါ်လာလောက်အကုန်ခံပြီးတော့သတင်းလေးလည်းနဲ့ဖတ်ရဖို့စူးစမ်းနေရချိန်မှာချမ်းသာတဲ့လူစုကတော့လွတ်လွတ်လပ်လပ်အင်တာနက်သုံးနေတာကိုမြင်ရတော့ရင်ဘတ်ကိုအထိုးခံလိုက်ရတယ်လို့ခံစားရတယ်လို့ပြောပါတယ်အီရန်စိတ်ပညာရှင်များအသင်းကလည်းဒီလိုမတရားခွဲခြားဆက်ဆံမှုကပြည်သူတွေကိုစိတ်ဖိစီးမှုတွေပိုပြီးများစေပြီးတော့အစိုးရအပေါ်ယုံကြည်မှုကိုပိုပြီးကျဆင်းစေတယ်လို့ဝေဖန်ထားပါတယ်။သူနာမျိုးတမကတွေနဲ့ရှင်းနေအဖွဲ့တွေကလည်းတာမန်အလုပ်သမားတွေဘက်ကရက်တည်တဲ့အနေနဲ့ဒီ Internet Pro ကိုအသုံးမပြုဘူးလို့တပိတ်မှောက်ထားပါတယ်။တချို့ကတော့အန်ရီများတဲ့ဂျားကပဲမှောင်ကိုတင်သွင်းလာတဲ့ Starlink ဂျိုဒူ Internet တွေကိုခိုးသုံးနေကြပါတယ်။အပိုင်းလေးကတော့အစိုးရအတွင်းက Internet နဲ့ပတ်သက်တဲ့အကွဲအပြဲတွေဖြစ်ပါတယ်။ဒီ Internet ကိစ္စကအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာပါအကွဲအပြဲတွေဖြစ်လာစေပါတယ်။အီရန်သမ္မတမာဆုတ်ဘဒက်စကီယန်နဲ့ဒီစစ်တော်ရေးဝန်ကြီးကတော့ဒီလိုလူမှုခွဲခြားဆက်ဆံတဲ့စနစ်ကမတရားဘူးပြည်သူတိုင်းအင်တာနက်ကောင်းကောင်းသုံးဝင်ရှိရလို့ပြပြသားသားကန့်ကွက်ထားပါတယ်။ဒါပေမဲ့အီရန်ရဲ့ဒီ cyber space ကိုထိန်းချုပ်ထားတဲ့သဘောထားတင်းမာတဲ့ခေါင်းဆောင်တွေကတော့ဒီစနစ်ကိုဆက်ပြီးထောက်ခံနေပါတယ်။သူတို့ကဒါက cyber တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့နဲ့အရေးကြီးတဲ့ဆရာဝန်တွေသတင်းတောက်တွေအတွက်အရေးပေါ်လုပ်ပေးထားပါလို့စင်ကြေပေးပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ဒီ Internet Pro စင်ကတ်အဖြူတွေကမှောင်ကိုဈေးကွက်ထဲရောက်နေပြီးတော့ပတ်စံရှိရင်ဝယ်သုံးလို့ရနေတဲ့အတွက်အီရန်ရဲ့တရားသူကြီးချုပ်ကိုယ်တိုင်ကတော့ဒီလိုအကျဉ်းချက်ခြောက်စားမှုတွေကိုအရေးယူမယ်လို့ပြောဆိုလာတဲ့အခြေအနေဖြစ်ပါတယ်။အချုပ်ပြောရရင်တော့ American နဲ့ Israel ကိုရင်ဆိုင်ဖို့အတွက်ပြည်သူတွေကိုစီးလုံးကြပါလို့အီရန်အစိုးရကအော်နေပေမဲ့တကယ်လက်တွေ့မှာတော့ဒီ Internet Pro ဆိုတဲ့ခွဲခြားဆက်ဆံမှုကအီရန်ပြည်သူတွေနဲ့အစိုးရကြားအကြောင်းကိုပို့ပြီးတော့ကြီးမားသွားစေပါတယ်။ပတ်စံရှိသူနဲ့အာဏာရှိသူတွေကပဲအင်တာနက်သုံးဝင်ရပြီးတော့တာမန်ပြည်သူတွေအမှောင်ချခံထားရတဲ့အီရန်နိုင်ငံရဲ့အနာဂတ်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်ရမှာပါဒီရုပ်သံကိုကျွန်တော် YouTube channel ဖြစ်တဲ့လေးခိုင်မှာလည်းတွားကြည့်နေပါတယ်နေ့စဉ်နောက်ဆုံးနိုင်ငံရေးစီအခြေအနေတွေကို Telegram မှာတောက်လျှောက်တင်ပေးနိုင်ဖြစ်လို့ကျွန်တော်ရဲ့ Telegram Politic လက်ကိုကျွန်တော်ဝင်ပါတယ်အားလုံးပဲဘေးကင်းလုံရောက်သည်ကျွန်တော်ကတော့ link ခိုင်ပါနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ